လူတို့တင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့တည်တံရဲဘော်များမိတ်ဆွေများပြည်သူများအားလုံးကျမ်းမာပါစားလို့ကျမတို့ဖောက်ထွက် channel မှာနှုတ်ခွန်းဆက်သလိုက်ရပါတယ်ဒီကနေ့မှာတော့2025ခုနှစ်နိုဝင်ဘာလလူပောင်သစ်ဒီမိုကရက်တစ်ပါတီစာစဉ်တွေဖော်ပြပါရှိခဲ့သည့်တိုက်ပွဲဝင်ပြည်ချစ်လူငယ်တွေစူးစီးအားသစ်ဖို့ဒီလစကားအားဖတ်ကြားတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်တိုက်ပွဲဝင်ပြည်ချစ်လူငယ်တွေစူးစီးအားသစ်ဖို့ရဲဘော်တို့လူပောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့လူငယ်အင်အားစုဖြစ်တဲ့လူပောင်သစ်လူငယ် YNS များဟာအခု2025ခုနှစ်အကုန်မှာစုံညီအစည်းအဝေးတစ်ခုကိုခေါ်ပြီးခေါင်းဆောင်မှုပြန်စုဖွဲ့ဖို့မူဝါဒလမ်းစဉ်လုပ်ငန်းစဉ်စီးနှင်းတွေပြန်သုံးသက်စူးစီးအတည်ပြုနိုင်မှုတဲတန်အားထုတ်နေကြတယ်မိမိတို့တိုင်းပြည်ရဲ့လူမျိုးစုံပြည်သူတွေလွတ်မြောက်ရေးတန်းတူရေးအမိခိုကင်းနဲ့ကိုယ်ကံကြမ္မာကိုစီရင်ဖန်တီးနိုင်ရေးအမျိုးသားသွေးစည်းညီညွတ်ရေးငြိမ်းချမ်းအတူတကွရှင်တွဲနေထိုင်ရေးမှာအဓိကအကြဆုံးရန်သူစစ်သုံးစစ်ကိုပြည်သူတရက်လုံးကငွေဦးတော်လိုင်းရေးကြီးဆင်နွှဲကြပြီးအမြင့်ဖြတ်တုတ်တင်နိုင်မှုစ조사နေကြတယ်အခုဆိုရင်ပြည်သူလက်နက်ကင်ခုခံစစ်ဟာ၄နှစ်ကိုကျော်လို့9နှစ်စီချီးတက်လာပြီလူငယ်မျိုးဆက်တွေကမိမိတို့လူမျိုးစုံပြည်သူတွေဆင်နွှဲနေကြရတဲ့မြို့သားလွတ်မြောက်ရေးတိုက်ပွဲဟာရေရှည်ဆင်နွှဲကြရမယ်တိုက်ပွဲခီးဖြစ်ကြောင်းလက်တွေ့တိုက်ပွဲစီကသိယူသိရှိနေကြပြီဒီအသည့်ဟာစာတွေးမဟုတ်ကြားဘူးနောက်ဝအစစ်မဟုတ်ငါတွေ့ဒိဋ္ဌအသည့်ဖြစ်တယ်တပြိုင်တည်းမှာကဘာကြီးအနဲ့လက်ဝေခံစစ်ပွဲငွေတွေကြံပြန့်လာနေတာကိုမျိုးဆက်တစ်တွေကောင်းကောင်းသတိပြုမိကြတယ်လို့ဆိုရဒါကြောင့်ပဲတိုင်းပြည်အနှံပြားကတိုင်းချစ်ပြည်ချစ်လူငယ်မျိုးဆက်တွေများဟာသူတို့မျိုးဆက်ရဲ့အခေါ်အသီးသီးစီကြောက်ရောက်လာပြီဖြစ်တဲ့သမိုင်းတောင်ဝင်ခေတ္တဝန်ကိုအခြေပုံလုံးခန်းဆောင်ကြဖို့ကိုယ့်ကိုယ်ပြင်ဆင်လာကြတာလို့သတ်မှတ်နားလည်မိတယ်အခု2025ခုနှစ်ကိုကြည့် YNS များသာမကဟဲ့ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များအစည်းအရုံး AASYC ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားနဲ့လူငယ်များကွန်ဂရက် SYCB တို့ကလည်းသူတို့တပ်ပေါင်းစုများရဲ့ညီလာခံတွေခေါ်ယူခဲ့ကြပြီးခေါင်းဆောင်စုဖွဲ့မှုမူလမ်းစဉ်လုပ်ငန်းစဉ်တွေပေါ်သုံးသက်တိုးချဲ့ပြင်ဆင်မှုတွေလုပ်ခဲ့ကြတာတွေ့နိုင်တယ်။တိုင်းချစ်ပြည်ချစ်လူငယ်မျိုးဆက်တွေများဟာသူတို့ကိုသူတို့တိုက်ပွဲအတွက်အသင့်မြင်အသစ်လာကြတာပဲ။ဒါဟာလူမျိုးစုံဗမာပြည်သူတွေဆင်နွှဲနေတဲ့ငွေဦးတော်လှန်ရေးကြီးအတွက်လည်းအားသစ်လောင်းအားဖြည့်ပေးနိုင်တဲ့အားထုတ်မှုအဖြစ်မိမိတို့ပါတီကဝဲမြောက်ကြိုဆိုကုန်ယူတယ်။ရဲဘော်တို့ပြည်သူအောင်ပွဲရယူရေးစစ်သုံးစစ်အမြင့်ဖြတ်တုတ်တည်ရေးတိုင်းချစ်ပြည်ချစ်လူငယ်မျိုးဆက်တွေစူးစီးအားသစ်ကြရေးတွေဟာကတိတခြားစီမဟုတ်တစ်ဆက်တည်းအသားတဲ့အရေးတွေဖြစ်တယ်။မြန်ပြီးဘုံနှန်းကကလိန်ချုံရွေးကောက်ပွဲကြီးကိုအားကိုးလို့တံပြန်တော်လှန်ရေးပြင်ဆင်နေတဲ့ဖောက်ပြန်သူအင်အားစုအပေါင်းဟာဘာအနာဂတ်မှမရှိဘူး။သူတို့ခုံလို့ဖုံမထဘူး။မိမိတို့ကိုစူးစီးအားသစ်လောင်းပြီးတိုက်ပွဲမျက်နှာစာအသီးသီးစီရင်ဆိုင်မှုတိုးဝင်လာကြတဲ့တိုင်းချစ်ပြည်ချစ်မျိုးဆက်သစ်တွေကိုသာဂုံယူမှုအပြည့်နဲ့ကြိုဆိုကြပါစို့လက်တွဲပူပေါင်းပြီးတူတူတိုက်ပွဲဆက်ကြပါစို့ပြည်သူအောင်ပွဲကိုအရယူချလူတို့တင်တန်ကိုလေးခံစားဒေါသပြေလွှမ်းနေတဲ့တည်တံ